အားလုံးပဲမင်္ဂလာပါမဝေ YouTube channel လေးရတယ်ပြန်နေကြိုဆိုလိုက်ပါတယ်မဝေ YouTube channel လေးကိုမြင်ကြည့်ရှုအားပေးနေတဲ့ညီကိုတို့မတွေစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့မဝေဘက်ကဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ရှင်ကဲမဝေရဲ့မိသားစုတွေဝင်လာခဲ့ပြီဝင်လာပြီးဆိုရှင်မှုရှေအားကူညီမဲ့လက်မလေးတွေဝိုင်းဝန်းကူညီပေးမယ်တူတွေတွေတွေနဲ့သက်ဆိုင်တဲ့ group လေးတွေမှာ share ပေးမယ်အများပုံမနေရာလေးတွေမှာ share ပေးမဝေရဲ့ channel လေးဒီ YouTube channel လေးဒီအသစ်ဖြစ်တဲ့အတွက်မဝေမိသားစုတွေကနော်အများတွေ့မဲ့နေရာလေးတွေမှာ share ပေးနော်တူရီတရီနဲ့သက်ဆိုင်တဲ့ group လေးတွေမှာ share မယ် share မှု share လေးတွေကူညီမယ်နော်နော် channel လေးကအသစ်ဖြစ်တဲ့အတွက် like and subscribe လေးတွေနှိပ်ပေးထားမယ်အဲ့ရမှာမဝေ YouTube channel လေးကတဲလေးတို့ဖုန်းထဲမှာနှိပ်တိုင်းတက်မှာနော်မဝေဗီဒီယိုဖိုင်တင်တဲ့အချိန်တိုင်းမဝေညီကောင်သမားတွေကနော် subscribe လေးနှိပ်ပေးထားပြီဆိုလို့ရှိရင်မဝေဗီဒီယိုဖိုင်ရိုက်ပြီဆိုလို့ရှိရင်တဲလေးတို့ရှိမှနှိပ်တိုင်းတက်တယ်နော်မဝေ YouTube channel လေးကိုကနန်းသိကြပါတယ်နော်တွေ့ကြပါတယ်ဆိုတော့မိသားစုတွေက like and subscribe လေးတွေနှိပ်ပေးထားမယ်နော်အကြိုက်ချင်းတူတဲ့မိသားစုတွေမနက်ဖြန်ကဗုဒ္ဓဖူးနေ့12နာရီ10မိနစ်ဈေးလေးမှာကစားမယ်အကြိုက်ချင်းတူမှာကစားပါအကြိုက်ချင်းမတူရင်မကစားနဲ့ဘယ်သူမှတဲမတိုက်တော့ဘူးကြိုက်နှစ်သက်မှုရှိရဆိုရင်ကစားမယ်မဝိမိသားစုတွေကိုရားသိကျင်လို့ပေါက်စီကျင်လို့စေတနာထားပြီးလာပြီးလိုက်ရှိုးလေးလာလွှင့်ပေးတာနော်အကောင်းဆုံးလေးတွေဖြစ်စေကျင်လို့အကောင်းဆုံးလေးတွေစူးစမ်းပေးထားတယ်နော်အကြိုက်ချင်းတူတဲ့မိသားစုတွေဆိုရင်ကစားမယ်နော်ထွက်တဲ့ကနန်းလေးတွေကလည်းမနေ့ကမှ9ဘူးဒီညနေကို10ဘူးဆိုတော့ကနန်းလေးတွေကတအားများတယ်နော်ဒီနေ့ဒိုင်နီလောက်တာတွေကအဲအကြောင်းမဝိမီညီကော်နမတွေကကစားမယ်ဆိုရင်ဒီတစ်ပတ်မှာပပလေးကစားပါပြီလို့ကစားခိုင်းတာလဲပပလေးဆိုရင်ဒိုင်နီလောက်ဖို့အများနေအပူနှစ်ကြိမ်စီးစင်းပြီဆိုလို့ရှင်ဒါဒိုင်နီလောက်တော့မဲ့ပုံစံကိုပြနေပြီနော်မနက်ကနန်းတစ်လုံးကထိတ်ကတွေလာပြီးတော့အပူပြန်ပြီးတဲ့ဆိုတွေကဘာမှကြည့်စရာမရှိဘူးနော်မဝိမိသားစုတွေဒါလူတိုင်းဖြစ်နေမှာမနေ့ကညနေမှာအပူထွက်ထားတာ9ဘူးဆိုတော့တနင်္လာနေ့ညနေမှာအပူထွက်ထားတာ9ဘူးဒီနေ့အင်္ဂါနေ့ညနေမှာ10ဘူးဆိုတော့အပူကိုဘယ်သူမှမပြန်ထိုးမှမဟုတ်ဘူးနော်အပူကိုဘယ်သူမှမပြန်ထိုးမှမဟုတ်ဘူးပေါက်မှလည်းမဟုတ်ဘူးနော်အဲ့ဒါကြောင့်မဝိမိသားစုတွေအကောင်းဆုံးလေးတွေတော့စူးစမ်းပေးထားတာပဲဒါပေမဲ့လွယ်ချက်မှုရှိလို့ရှိရင်ကြိုးပြီးတောင်းပန်ထားတယ်ကိုပေးလိုက်တဲ့ခဏန်းဒီကျင်းတီထွက်မလို့တော့အမမခံထားဘူးကြိုက်နှစ်သက်ရင်ကစားမယ်မကြိုက်နှစ်သက်ရင်မဝေပေးလိုက်တဲ့ခဏန်းလေးတွေကိုမကစားနဲ့မဝေသည်ဘဒုကမှအတင်းမတိုက်တွန်းထားဘူးကြိုက်ရင်ကစားမကြိုက်ရင်မကစားနဲ့နော်မဝေကိုညီကော်နမတွေကိုရှယ်မှုရှယ်အားလေးတွေကူညီမယ်နော်မျှဝေရမယ့်နေရာလေးတွေမှာမျှဝေမယ်နော်မဝေညီကော်နမတွေမဝေရဒါလေးတွေပဲပြောတာနော်အကြိုက်ချင်းတူတဲ့ညီကော်နမတွေဆိုမနက်ဖြန်ကဗုဒ္ဓဖူးနေ့12နာရီ10မိနစ်ဈေးလေးမှာကစားမယ်နေ့ခင်းကတော့ဗီဒီယိုဖိုင်လေးမတင်ပေးတာမဝေလေဗီဒီယိုဖိုင်ရိုက်ဖို့နောက်ကျသွားလို့နော်အလောက်ကလေးမအားတော့ဗီဒီယိုဖိုင်ရိုက်ဖို့နောက်ကျသွားတဲ့အတွက်အဲ့အကြောင်းမလို့မဝေညီကော်နမတွေကိုဗီဒီယိုဖိုင်လေးမတင်ပေးဖြစ်တာနော်ကဲနော်အကောင်းဆုံးလေးတွေတော့စူးစမ်းပေးထားတာပဲမနက်ဖြန်ကကြာရင်ဗုဒ္ဓဖူးနေ့မှာလည်းအကြိုက်ချင်းတူတဲ့မိသားစုတွေဆိုရင်ကစားမယ်နော်မဝေသည်အမြဲစူးစမ်းပေးရဆိုတာမဝေမိသားစုတွေအတီးဆုံးအဖွဲ့ဝင်တဲ့မိသားစုကိုအကောင်းဆုံးစူးစမ်းပေးတယ်နော်နေတိုက်ဆိုလဲနေတိုက်ညီကိုနှမတွေကိုအကောင်းဆုံးစူးစမ်းပေးတယ်တနင်္လာအင်္ဂါမှာတင်ဇာရိုးပတ်သီးတွေနဲ့မူကွက်တွေထွက်အောင်မဝေဘက်ကစူးစမ်းပေးတယ်နော်အဲ့လိုမျိုးလေးပဲအပတ်တိုင်းမှာလည်းနော်အဖွဲ့ဝင်တဲ့ညီကိုနှမတွေလည်းစူးစမ်းပေးတယ်လို့နေတိုက်ညီကိုနှမတွေအဖွဲ့ဝင်နိုင်တဲ့မိသားစုတွေလည်းမဝေဘက်ကထပ်ပြီးစူးစမ်းပေးတယ်နော်မဝေလိုက်ရှိုးလေးသည်လိုက်ရှိုးနှိမ့်ပေးလို့မရသေးလို့မဝေရဗီဒီယိုဖိုင်လေးပဲရိုက်ပြီးတင်ပေးတာနော်ဗီဒီယိုဖိုင်ရိုက်ပြီးတင်ပေးရလဲအားမရဘူးဘာဖြစ်လို့အားမရလဲဗီဒီယိုဖိုင်က5မိနစ်လေးပဲရိုက်ကြတာစကားပြောရလဲကိုတယောက်တည်း like လွှင့်နေဆိုရင်မိသားစုတွေနဲ့တူတူစကားပြောလို့ရတယ်အခုကမဝေတယောက်တည်းစကားပြောရတာဆိုတော့အဆင်မပြေလို့အဲ့အကြောင်း5မိနစ်နဲ့ပဲမဝေရဗီဒီယိုဖိုင်လေးတွေရိုက်ပြီးတင်ပေးတာနော်ဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတာနဲ့ like ရဲ့စကားပါလေးတွေနှိပ်မယ် share မှု share အားကိုညီမယ်တူတူတွေတွေနဲ့သက်ဆိုင်တဲ့ group တွေမှာ share မယ်အများပေါက်မနေရလီမှာ share ပေးမဝေရမိသားစုတွေကိုမဝေရကိုတဦးတယောက်ပေါက်ပြီးဆိုရင်အများလည်းပေါက်ရမယ်နော်ကိုမပေါက်ဘူးဆိုလို့ရှိရင်လည်းအများလည်းမပေါက်ဘူးဆိုတဲ့အတူလေးနဲ့ဖြည့်သိမ့်လို့ရတယ် share ခိုင်းနေဆိုတာနော်ကိုပေါက်ရင်အများပေါက်မယ်ကိုမပေါက်ခဲ့ရင်ဘယ်သူမှလည်းမပေါက်ဘူးဆိုတဲ့အတူလေးနဲ့ကိုပြန်ဖြည့်သိမ့်လို့ရတယ်နော်ဒါကနှလုံးလေးဆိုတော့ဒိုင်နေရကိုမီရတဲ့အရာကိုမဝေလို့ပေးနေရမဟုတ်ဘူးကိုမမီရတဲ့အရာကိုကိုကနန်းလေးနဲ့ကိုပေါက်ကိုတွတ်နီလေးနဲ့ကိုတွက်ကြတာပြီးတော့ကစားကြရတာနော်မဝေရှိမှာကနန်းမကြိုက်လို့ယူမွန်ထိုးတဲ့ညီကောင်မတွေဆိုလဲသူ့ဘာလို့သူတို့တနေနဲ့သူတို့ကစားရတာဒီလိုပဲနော်အကြိုက်ချင်းတူတယ်ဆိုလို့ရှိရင်ကိုတွက်လိုက်တဲ့ကနန်းလေးနဲ့မဝေကိုကြိုက်လို့အားပေးနေတဲ့ညီကောင်မတွေဆိုရင်ဟောမဝေကနန်းလေးနဲ့ငါတို့ကနန်းလေးဒီနေ့ကတိုက်နေတယ်ငါတို့ပို့ထိုးလိုက်ရင်ကောင်းမလားအတူလေးနဲ့ဒီလိုမျိုးလေးပဲတွေးကြတာရှိတယ်နော်ကဲအဲ့ဆိုမဝေကနန်းလေးခေါ်ပေးမယ်ဗုဒ္ဓဖူးနေ့12နာရီ10မိနစ်ဈေးလေးအတွက်နော်18ရက်2လ2026ဗုဒ္ဓဖူးနေ့12နာရီ10မိနစ်ဈေးလေးမှာပတ်ကမယ်ပတ်သီးသည်6ပတ်သီး4ပတ်သီး6ကိုကြိုက်ရင်6ကိုပတ်မယ်4ကိုကြိုက်ရင်4ကိုပတ်မယ်ကိုစော့မဲ့ကနန်းထဲမှာ6ပါတော့ကနန်း
4ပါတော့ခဏဆိုရင်မနက်ဖြန်ကဗုဒ္ဓဖူးနေ့12နာရီ10မိနစ်ဈေးလေးမှာအားကောင်းတယ်နှလုံးစလုံးတင်ပေးထားလို့နှလုံးစလုံးဝမ်းချိန်ကိုကစားစီရမလို့တစ်လုံးတက်နိုင်ရင်တစ်လုံးကစားနှလုံးတက်နိုင်ရင်နှလုံးကစားအကြိုက်ချင်းရတယ်တူတယ်မဝေပေးတဲ့ခဏနဲ့အကိုတို့အမတို့နဲ့အကြိုက်ချင်းတူတယ်အကိုတို့ကတော့ကစားမယ်အမတို့ကတော့ကစားမယ်ဆိုတာအကိုအမမဝေရဲ့အကိုအမတွေရဲ့သဘောနော်ကဲမင်းကလေးဒီ6နဲ့ဆို4ကွက်4နဲ့ဆိုရင်4ကွက်ထုတ်ပေးထားတယ်မဝေခဏန်းလေးတွေခေါ်ပေးမယ်ကြားတဲ့ညီကိုနှမတွေကမဝေရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုရင် comment လေးအောင်မှာဝင်ပြီးတယောက်တစ်ချက်စီမှန်းလို့ရတယ်နော်6 1 6 2 6 4 6ခွန်6နဲ့ဆိုလို့ရှိရင်6 1 6 2 6 4 6ခွန်နော်4နဲ့ဆိုရင်4 1 4 3 4 5 4ခွန်4နဲ့ဆိုရင်4 1 4 3 4 5 4ခွန်မင်းကွက်ကလေး6နဲ့ဆိုရင်4ကွက်4နဲ့ဆိုရင်4ကွက်ပဲဖြစ်ပါတယ်တောင်းလုံးအပြီးပေါ့အခွေလေးဒီအပူးပါထည့်ကစားမယ်အပူးကတော့ဒီညက်နေလေးမှထွက်တာဆိုတော့လေနော်အင်္ဂါနေ့ညက်နေရမှာထွက်တာတနေ့ညနေရမှာထွက်တာဒါပေမဲ့ကိုကအပူးလေးတော့ထည့်ကစားမယ်ဘာဖြစ်လို့ကစားခိုင်းတာလဲဆိုရင်မဝေမိသားစုတွေကိုအပူးကဒီဒိုင်နေလုံနေရင်ပြောလို့မရဘူး2ချိန်ရည်3ချိန်နဲ့ဖြစ်နိုင်တယ်နော်အဲ့ဒါကြအခွေလေးဒီခွန်3တစ်ဆိုတဲ့အပီးပေါက်အခွေခွန်3တစ်ကိုအပီးပေါက်အခွေကိုမဝေတို့ကခွေထိုးမယ်အပူးလေးပါထည့်ကစားမယ်ခွေထိုးမယ်ဆိုရင်ခွန်3ခွန်1 3တစ်ဆိုတဲ့ကဏ္ဍလေး3ကွက်ပဲရမယ်အပူးဒီ3ဘူး1ဘူးခွန်ဘူးဆိုမှ3ကွက်ပဲရမယ်ဆိုမှအခွေဒီ6ကွက်ကလေးပဲထွက်မယ်နော်ကဲတကွက်ကောင်းမပြောခင် share မှု share ကိုညီမတူတီတီနဲ့သက်ဆိုင်တဲ့ group တွေမှာ share မယ်အများအများပေါက်မဲ့နေရာမှာ share ပေးမယ်ကိုတဦးတယောက်တော့ကိုမကြည့်ပဲနဲ့အများအတွက်ကိုကြည့်ပြီး share ပေးကဲတကွက်ကောင်းကြိုက်တဲ့ညီကိုနှမတွေမနက်ဖြန်ကဗုဒ္ဓဖူးနေ့12နာရီ10မိနစ်ဈေးလေးမှာတကွက်ကောင်းဒီ85တကွက်ကောင်း9ခွန်ခွန်5တကွက်ကောင်းနှလုံးဒီရတော့အားထုံးမှအဆင်ပြေမှာတကွက်ထဲပဲထိုးထိုးနှစ်ကွက်ပဲထိုးထိုးအများကြီးပဲထိုးထိုးနော်တကွက်ကောင်းဒီ85ကြိုက်နှစ်တန်ကစားပါကဲမဝေမိသားစုတွေပတ်သီးတွေ main ကွက်တွေအခွေတွေနဲ့တင်ပေးပြီးတကွက်ကောင်းနေနော်အဲဆိုမဝေလိုက်ရှိုးလေးနားတော့မယ်မဝေဗီဒီယိုဖိုင်လေးနားတော့မယ်မဝေဗီဒီယိုဖိုင်လေးကိုအမြဲကြည့်ရှုအားပေးနေတဲ့မိသားစုတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေကျမရေလုံမှုရေးစီးပွားရေးဒီထက်မကတိုးတက်ကြပါစေလုပ်ငန်းကဏ္ဍတွေအဆင်ပြေကြပါစေတက်ရှူတိုင်းမှာလည်းငွေတွေဝင်ပါစေလို့ဆုမွန်ကောင်းလေးတောင်းရင်မဝေဗီဒီယိုဖိုင်လေးကိုဒီမှာတွေပဲနားခွင့်ပြုပါမဝေမိသားစုတွေမနက်ဖြန်က12နာရီ10မိနစ်မှာတိုင်းရှိမှာငွေထုတ်နိုင်ပါသေးနေ့ကိစနစ်ခွဲဗီဒီယိုဖိုင်လေးကိုပြန်တင်ပေးမယ်အားလုံးကိုချစ်ပါတယ်ဘိုင်းဘိုင်းပါရှင်